ညီလေးတယောက်ကချက်ပေါက်မှာမေးထားလို့ပါနော်သူရေးထားတာလေးဗရာဖတ်ပြမယ်မော်လမြိုင်မှာပါတဲ့အိမ်ကလမ်းမတန်းမှာအိမ်ရှိတချမ်းပေ30လောက်ကိုဖြတ်ပြီးဟောတိုက်ဆိုင်ငယ်ပုံစံပြောင်းဖွင့်ခြင်းလို့ပါတဲ့အိမ်ဖြတ်ပြီးပြန်ပြင်ပြီးစောက်ကမဲ့ကုန်ကြစရိတ်နဲ့ဆိုင်တဲဖို့အရေးနည်းကိုနောက်ထပ်ခြံခွက်လေးတစ်ခွက်ရောင်းပြီးတော့ဖွင့်ဖို့ရွာလည်နေလို့တဲ့အကြံလေးပေးပါဦးနဲ့အိမ်သားမှာတော့ဆိုင်မရှိသေးဘူးအကိုတဲ့ညီရဲ့မင်းတော့ကပြဿနာရှာနေညီရဲ့တော်တခုံးနဲ့ပြောရမယ်ဆိုရင်တော့နိုးပါမလုပ်ပါနဲ့ညီရဲ့မင်းစဉ်းစားကြည့်ကွာရှိတဲ့အိမ်ကိုလည်းမင်းကဖြတ်အောင်မယ်နောက်ထပ်အဲ့ကိုဖြတ်ပြီးတော့ပြန်ပြီး decoration ပိုင်းပြင်ဖို့ခြံလဲရောင်းအောင်မယ်အရင်ကြီးထဲဖို့ဆိုတော့မင်းဟုတ်ပါမလားပြီးတော့ညီမင်းပြောတဲ့ပုံစံဆိုရင်ပေ30ပတ်လဲဆိုဗရာစိတ်ကူးကြည့်တာပေါ့နော်မီနီမားကတ်လိုမျိုး open တိုက်ညီသွားကျင်တာစင်လေးတွေနဲ့တသက်ရဲလှတာပါတာလေးတွေနဲ့အဲ့လိုမျိုးသွားကျင်တာအဲ့လိုမျိုးသွားလို့ရှိရင်အမျက်ကထန်ကုန်နော်5 to 10နဲ့ပိုတင်လို့မရအောင်5 to 10ထက်ပိုတင်လို့မရအောင်ပြီးတော့ညီဖွင့်မဲ့နေရာမော်လမြိုင်ဖြစ်နေတဲ့အတွက်ပိုဆိုးပါတယ်မော်လမြိုင်ရဲ့ဈေးကွက်ဘောလုံးတန်ဖိုးဟာဗရာတော့ပသိမ်ထက်3ဆလောက်ကြီးတယ်အပြိုင်အဆိုင်အရန်များတယ်ဒါလက်ကားကိုပြောတာနော်လက်လီဈေးကွက်မှာဆိုရင်အခြေအနေကြီးကတူဝင်နဲ့အရင်တွန်းတိုက်တော့အာမပေးပါဘူးနော်တွန်းတိုက်တော့အာမပေးပါဘူးအိမ်နေဖြတ်မယ်ပြန်ပြင်ဆောက်မယ်ခြံခွက်တွေရောင်းမယ်အရင်ကြီးလုပ်မယ်အဲ့လောက်ကြီးတော့အာမပေးပါဘူးနော်ဒါအဲ့မှမဟုတ်ဗလားရေအရန်ကိုတက်ကြွနေတယ်ကိုဒါပဲလုပ်ရှင်နေဆိုရင်ဗလားနှစ်ချက်အကြံပေးပါမယ်နော်အဲ့နှစ်ချက်တည်းညီမင်းတခုမင်းလုံးလိုက်တာတခုပါလို့ရှိရင်မင်းဆက်လို့ပါညီပြောတဲ့ပုံစံဆိုရင်ဒီလုပ်ငန်းကိုညီလုံးဝအတွေ့အကြုံမရှိဘူးလုံးဝအတွေ့အကြုံမရှိဘူးဗရာကောင်းသိတယ်အဲ့တော့အတွေ့အကြုံရအောင်ညီဖွင့်မယ်လို့စိတ်ကူးထားတဲ့ဆိုင်မှာဆိုင်ပုံစံမျိုးရဲ့ဆိုင်မှာညီသွားပြီးတော့အလုပ်လုပ်ကြည့်ပါအနည်းဆုံး6လလောက်လုပ်ကြည့်လိုက်ပါပြီးတော့မှညီပြန်စဉ်းစားပါဒါပထမတစ်ချက်ဒုတိယတစ်ချက်ကငါလူများစီမှာလည်းမလုပ်ချင်ဘူးငါပဲလုပ်မယ်လုပ်ကြည့်ခြင်းနဲ့ဟဲ့ဆိုရင်ချထဲလားအခုပဲဘာပဲဖြစ်နှစ်နှစ်လုံးဝမပိတ်ပဲနဲ့ဖွင့်မယ်ဟဲ့လို့စောင်းပြရချပြီးတော့ချအဲ့တော့ဗရာအားပေးတယ်အဲ့နဲ့ချက်မလုံးနိုင်ပဲနဲ့တော့ညီရဲ့ပုံမလင်းပြောမယ်မလုံးတာအကောင်းဆုံးပါနော်အဲ့လောက်ကြီးအိမ်နေဖြတ်ပြီးတော့ပြင်ပြီး decoration ပိုင်းပြင်မယ်နောက်ချက်ကွက်တစ်ခွက်ရောင်းပြီးတော့အရင်ကြီးလုံးမယ်ဆိုတဲ့ဟာကြီးကအတိတ်ပဲမရှိပါဘူးကိုလုံးဝမကျွမ်းကျင်တဲ့နယ်တဲ့ကိုဝင်ဖို့နော်လုံးဝအတိတ်ပဲမရှိပါဘူးညီကြီးနော်